သူအကြံဉာဏ်ပေးပါတယ်အကြံဉာဏ်ပေးပါတယ်ပြီးတော့ဟိုကအကြံဉာဏ်ပေးရဆိုတော့ကျွန်တော်တို့ပို့ပြီးတော့ဒီ character တစ်ခုပုံဖော်တဲ့နေရာမှာပို့ပြီးတော့ idea အသစ်တွေထွက်အောင်သူဘေးကနေအများကြီးကျွန်တော်အကြံဉာဏ်လေးပေးတယ်ဟိုကျွန်တော်မသိသေးတဲ့ဘုသူတိုက်တယ်သူပြောပြပါတယ်စီးရဲနဲ့ရုပ်ရှင်ကတော့ဒါစီးရဲကတော့အချိန်ပေးရတာပေါ့နော်ရုပ်ရှင်ကတော့ဒီသူတို့သတ်မှတ်ထားတဲ့ရက်ဟိုဒါပြီးအောင်ရိုက်ရတာပေါ့ဒါမှမဟုတ်သတ်မှတ်ထားတဲ့ရက်တဲ့ပို့ပြီးရိုက်ရတဲ့ကားတွေလည်းရှိပါတယ်ကွာခြားမှုကတော့ဘာကွာလဲဆိုတော့အချိန်နည်းနည်းစီးရဲအချိန်ပို့ပေးရတယ်ရုပ်ရှင်ကကြတော့ဒီစီးရဲတော့မကြောက်ဘူးဒါပေမဲ့လည်းဟောပေါ့ဒီ pressure တော့တိတ်နည်းနည်းတော့ကွာတယ် pressure ကဘာကွာလဲဆိုတော့ရုပ်ရှင်ကကြတော့ကျွန်တော်တို့ဒီရုံကြီးထဲမှာကြည့်ရမယ်ဆိုတော့နည်းနည်းတော့အသေးစိတ် detail ဆန်တယ်ပေါ့နော်စီးရဲကြတော့လည်းစီးရဲကြတော့ TV မှာကြည့်ရတယ်ဆိုတော့သူကနေသူတော့ဟိုပေါ့ကွာခြားမှုတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ရုပ်ရှင်ပဲဖြစ်ဖြစ်စီးရဲပဲဖြစ်ဖြစ်ကျွန်တော်ကိုယ်စားညံဆိုရှိတော့ကျွန်တော်ကြိုးစားမှာပါအဲ့ပေါ့စီးရဲကြတော့ကျွန်တော်တို့ကစိတ်ကိုအကြာကြီးနှစ်ထားရတာပေါ့နော်နှစ်ထားရတာဆိုတော့နည်းနည်းစီးရဲတစ်ခုပြီးသွားရင်နည်းနည်းဘယ်လိုပြောမလဲတာဝန်ကြီးအကြီးတစ်ခုအဲ့လိုပေါ့သွားတယ်လို့မျိုးပေါ့ရုပ်ရှင်လည်းဒီလိုပဲစိတ်နှစ်ထားရပဲရုပ်ရှင်ကကြတော့လေသူကဟိုဘာဖြစ်ဖြစ်ဒီတရုပ်ဆောင်ဆိုတဲ့ကောင်းတဲ့အောင်မှာကိုကအကောင်းဆုံးပုံဖော်မယ်ဆိုတော့ဟိုစိတ်နဲ့ပဲလုပ်တဲ့အတွက်ကြောင့်ဒီစီးရဲပဲဖြစ်ဖြစ်ရုပ်ရှင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဒါဘယ်ရပဲဖြစ်ဖြစ် challenge ပါကျွန်တော်တော့ဒါကျွန်တော်ပထမဖြေခဲ့တယ်လို့ပဲကျွန်တော်လုံနိုင်တော့မယ်ပုံစံမျိုးပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ပုံစံနဲ့လည်းကျွန်တော်စူးစမ်းနိုင်တော့မယ် character မျိုးကိုပဲကျွန်တော်လုပ်ဖြစ်မှာပါမလုံနိုင်ဘူးဆိုတာတဲ့မလိုက်တာပေါ့နော်မလိုက်တဲ့ဟာမျိုးကရှိပါတယ်ကျွန်တော်မှလည်းကျွန်တော်နဲ့မလိုက်တဲ့ character ရှိတယ်ဒီကိုတက်နာမည်ကြော်ကြားတဲ့ senior မင်းသားကြီးတွေမှလည်းသူတို့မှလည်းသူတို့နဲ့မလိုက်တဲ့ character ဆိုတာရှိမှာပဲအဲ့တော့မလိုက်တဲ့ဟာကတော့ဘယ်လိုလဲဆိုတော့မပြောတတ်ဘူးဒါပေမဲ့တချို့အဲ့လိုမျိုးနည်းနည်းကိုယ့်ရဲ့ပုံစံနဲ့ကိုယ့်ရဲ့အတန်နဲ့မလိုက်တဲ့ character မျိုးတွေပေါ့အဲ့လိုဟာမျိုးတွေဆိုရင်တော့ရိုက်မရိုက်ဖြစ်တော့ဘူးအဲ့ပေါ့ရွေးချယ်တာတော့ရှိပါရွေးချယ်တာတော့ရှိတယ်ဒါပေမဲ့ကိုမလုပ်ချင်တဲ့ character မျိုးလဲအဲ့လိုမျိုးဟိုပေါ့ကမ်းလှမ်းမှုတော့မရှိပါဘူးအဲ့ကျွန်တော်ကမ်းလှမ်းလာလဲကျွန်တော်ဟိုမလုပ်တော့ဘူးနီးစပ်ပါတယ်ကျွန်တော်တော်တော်လေးနီးစပ်ပါတယ်ဘာလို့ကျွန်တော်စူးစမ်းနိုင်တော့မယ်ပုံစံမျိုးလေးပဲကျွန်တော်ကန်နိုင်ကြတယ်ဆိုတော့တော်တော်နီးစပ်တဲ့ကျွန်တော်လုပ်ခွင့်ရတယ်သူအကြံဉာဏ်ပေးပါတယ်အကြံဉာဏ်ပေးပါတယ်ပြီးတော့ဟိုကအကြံဉာဏ်ပေးရဆိုတော့ကျွန်တော်တို့ပို့ပြီးတော့ဒီ character တစ်ခုပုံဖော်တဲ့နေရာမှာပို့ပြီးတော့ idea အသစ်တွေထွက်အောင်သူဘေးကနေအများကြီးကျွန်တော်အကြံဉာဏ်လေးပေးတယ်ဟိုကျွန်တော်မသိသေးတဲ့ဘုသူတိုက်တယ်သူပြောပြပါတယ်အဲ့ပေါ့ကျွန်တော်ကရိုက်တဲ့ဇာတ်ရုပ်တော်များအဲ့လိုအေးလေးတွေရိုးလေးတွေပဲတောက်လျှောက်များတာဆိုတော့အဲ့တော့သူကတော့နည်းနည်းအဲ့ပုံစံနဲ့မတူတဲ့စန့်ကျင်မဲ့ပုံစံမျိုးတော့သူမြင်နေတယ်လို့ပြောတယ်အဲ့လိုပုံစံလေးတော့နောက်ပိုင်းရိုက်ဖြစ်မှာပါကျွန်တော်ရဲ့အမျိုးသမီးနဲ့တချင်းလုပ်ဖို့ရှိရပါတော့ဒါပေမဲ့တချင်းကနည်းနည်းဟိုရွေးချယ်နေတယ်ရွေးချယ်နေတော့ဆိုတော့ဟိုနီးလာရင်တော့ကျွန်တော်ပြောပြအောင်ကျွန်တော်တချင်းတွေတော်တော်ကြိုက်တဲ့မျိုးစားတော့ပါတယ်ဒါပေမဲ့တချင်းဆိုတဲ့ပညာကတော့အများကြီးသင်အောင်တချင်းတွေကိုကျွန်တော်ကတော်တော်လေးချစ်တယ်အဲ့ဒါတော့အခုအမားတို့ပြောမှကျွန်တော် idea ရပါစောစားချင်းတော့ကိုကတာဘို့ဒီလိုပဲထုံးမလို့ပေါ့ဒါအမားတို့ပြောမှဒါမစိုးအဲ့လိုမျိုးအမတ်တရားနေတွေမှာထုံးပိုကောင်းဒီကားမှာတော့အဲ့လိုမတူတဲ့ character တစ်ခုပေါ့နော်ကျွန်တော်မဟုတ်တဲ့လူတစ်ယောက်အနေနဲ့တွေ့အောင်ဒီအောင်လက်ခံပြီလေဆိုတော့ဒီကားရိုက်တဲ့ညီလေးမင်းစနေနဲ့ကျွန်တော်နဲ့ကဒီမန္တလေးမှာစုံမှုတယ်ပြီးတော့ညီလေးနဲ့စုံနေတာရောပြီးတော့ညီလေးနေထွက်နေတယ်ဒါဒီကားမှာနဲ့စုံအောင်ပြီးတော့ character ကလည်းနည်းနည်းကျွန်တော်မလုပ်ဘူးတဲ့ပုံစံမျိုးဆိုတော့အဲ့နဲ့လက်ခံပြတာchallenge ကဘယ်လိုဖြစ်လဲဆိုတော့ဟိုဟာဒီ horror ကားဖြစ်တယ်ပြီးတော့နောက်တစ်ခုကကိုယ်မမြင်ဘူးတဲ့ပုံစံနဲ့ဆိုတော့နည်းနည်းတော့ကြည့်ရတာတော့ကိုယ့်အတွက်လည်းထူးဆန်းမယ်ဟိုပရိသတ်အတွက်လည်းထူးဆန်းပါအဓိကတော့ဟိုပေါ့ဒီကားမှာကကျွန်တော်ရဲ့နေထွန်းနဲ့စုံတဲ့ခံတိတ်တော့မရှိပြီးတော့နောက်တစ်ခုကတော့ဒီအဓိကဒီ character လေးကနည်းနည်းထူးခြားတယ်ဆိုတော့ဟာတစ်ခုနဲ့ပြီးတော့အဲ့ဒါကြောင့်လက်ခံပြတာပါအဲ့မို့ကျွန်တော်က horror ကားကျွန်တော်ဟိုပေါ့ဒီကားကဒါဒုတိယမြောက်ပေါ့နော်ပထမဆုံးကားတော့တော်တော်ကြာပြီဆိုတော့ဒုတိယကားအနေနဲ့ဒါညီလေးမင်းစနေရဲ့ဒါဒီအရှိကညီလေးဖန်တီးရတာလေကြည့်ဘူးပဲဟိုဒီကားကိုလည်းသူအကောင်းဆုံးပုံဖော်နိုင်မယ်ဆိုတာယုံကြည်ပါတယ်အဓိကတော့
ညီလေးမင်းစနေနဲ့ကဒီအပြင်မှာဒီ personal အရာလည်းခင်ပါတယ်ပြီးတော့အဓိကဒီဇာကားလေးကိုကြိုက်တယ်ပေါ့နော်ဒီဇာကားထွက်လာတဲ့ဒီပေါ်မှာဒီပရိသတ်တွေရဲ့ဒီအများကြီးကြိုက်ခြင်းကြိုက်ခြင်းမကြိုက်ခြင်းကတော့ဒါတော့ကံတရားနဲ့ဆိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ပါဝင်အကုန်လုံးကတော့ဒီညီလေးမင်းစနေရောညီလေးနေထုတ်တော့ဒီကားမှာပါတယ်သူအကုန်လုံးဒီကောက်အကောင်ဆုံးချိုးသားပုံပါညီမလေးနှင်းနဲ့ကအရှိမတကားစုံလာတယ်တကားစုံလာတယ်ဟိုကဒီပန်းမြန်လေးကဥယျာဉ်မိုးမှာကျွန်တော်လည်းစုံလာတယ်အကားမှာဒီကားမှာတော့ဒါဒုတိယမြောက်စုံလာပေါ့အဲ့တော့ဒီလူငယ်နဲ့ကဟိုဘယ်လိုလောက်ရတာပျော်ဖို့ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့တွေကလည်းဟိုကျွန်တော်ကတော့ဒီအရှိမဇလန်တွေရိုက်ခဲ့တာတော့ဟို generation တိတ်တော့မကွာဘူးပေါ့မကွာဘူးဒါပေမဲ့ဟိုပေါ့အလုပ်လုပ်ရတာပျော်ဖို့ကောင်းတယ်ပြီးတော့တယောက်နဲ့တယောက်ညှိနှိုင်းနေဆိုတော့ပိုပြီးအဆင်ပြေတော့ကျွန်တော်ကအစတွေကစဉ်းစားတဲ့အရာတခုအမတို့ကအောက်ကနေပန့်ဖို့ပေးရတော့ဒါလုပ်ဖို့ရှိတာဆိုတော့လုံးဝကွက်တိဖြစ်ပါအခုကျွန်တော်ဖြေမဲ့အချိန်နဲ့ဆိုတော့လုံးဝကွက်တိဖြစ်ပါဟုတ်ကဲ့ကျွန်တော်နဲ့ကျွန်တော်မျိုးသမီးနဲ့တချင်းလုပ်ဖို့ရှိရပေါ့နော်တချင်းလေးထွက်လာရင်လည်းပြည်သက်ကြီးအားပေးပါအောင်လို့အခုကျွန်တော်ရဲ့ဒီထုတ်ရဲ့ညီမလေးတို့ဒီညီလေးမင်းစနေတို့ရိုင်းမဲ့ဒီရုပ်ရှင်ကားကြီးကိုလည်းထွက်လာတဲ့ခါကျရင်အားပေးပါအောင်လို့ပြည်သက်ကြီးအားလုံးကျမ်းပါချပါခင်ဗျာ